တရားဘာကြောင့်နာစီခြင်းနာလဲဆိုရင်တရားနာရင်အတုတ္တသူနာပြီတဲ့မကြားဘူးတဲ့စကားကြားရတာတရားနာလို့ပါဘာလဲတော့အာတုတ္တသူနာဒီမကြားဘူးတဲ့စကားတွေကြားရတယ်မနာဘူးတဲ့တရားတွေနာရတယ်မနာရဘူးလားဘာလို့တရားနာလို့ပြိတ္တိတရားနာတဲ့ပုဂ္ဂိုလ်နဲ့တရားမနာတဲ့ပုဂ္ဂိုလ်ပြိတ္တိအတ္တချင်းနဲ့တခြားစီစကားပြောပြီးတခြားစီဆက်ဆံရေးတခြားစီမှန်ရဲ့လားတရားနာမှာအတိတူးတာပါမှန်ရဲ့လားအာတုတံတုနာတိမှတ်တာနော်တုတ္တပရိယောဓာပေတိအဲ့လိုတရားနာပြီးတော့အဲ့ဒီမကြားဘူးတဲ့စကားတွေကြားရတဲ့အခါမှာတဲ့နော်ကိုယ့်ရဲ့စိတ်ကလေးကဘာဖြစ်တာလဲဆိုရင်ကိုကအချိန်လုံးကဒီစကားလေးကကြားတော့ကြားဖို့တာတယ်ဒါပေမဲ့အဲ့ဒီစကားကဘာကိုဆိုလိုတာလဲဆိုတော့မကွဲပြားဘူးတုတ္တံပရိယောဓာပေတိတရားထပ်နာလိုက်တဲ့အခါကျတော့အော်ဒီစကားလေးကဒါကိုပြောတာပဲဆိုတဲ့သဘောတရားလေးရှင်းမသွားဘူးလားရှင်းပါပါဗျာအဲ့ဒါတုတ္တံပရိယောဓာပေတိမှန်လားနောက်တစ်ခုကင်ကံဝိတရတိရင်တော့ကကိစ္စတစ်ခုကိုမဆုံးဖြတ်နိုင်ဘူးနော်တိထားတယ်တိတော့တိထားတယ်ကြားတော့ကြားဘူးလေဒီဆရာတော်ဟောတာကြားဘူးလေဟိုဆရာတော်ဟောတာကြားဘူးလေကြားပြီးတော့အဲ့ဒီຢာလေးတိလေးတွေဒါနဲ့မဆုံးဖြတ်နိုင်ဘူးမှန်လားပါဗျာဒီကိစ္စလေးဖြစ်တယ်လေမှန်လားပါဗျာမရှိဘူးလားရှိပါဘူးအဲ့ကိုကဒီတရားလေးနားလိုက်တဲ့အခါမှာအော်နာဘရောပရံဒီကိုပဲဒါကိုဆိုလိုတာပဲဆိုပြီးတော့ရှင်းမသွားဘူးရှင်းပါဗျာဘာအကျိုးကိကဝိတရတိမနာဘောယုံမတန်တရားတွေပပျောက်တယ်စစ်စစ်လာတယ်နော်စာလုံးကမကြားဘူးတဲ့တရားကိုကြားရတယ်ကြားပြီးသားတရားလေးတွေနားလည်လာတယ်သဘောပေါက်လာတယ်ကိကဝိတရတိယုံမတန်တရားတွေပါတက်တက်လာတယ်ဒိဋ္ဌိကရောတိအရှုမှန်သွားတယ်သောသနာကကိကဝိတရတိဖြစ်ပြီဆိုလို့ရှိရင်ဘာဖြစ်တာတော့ရှင်းလင်းသွားပြီဟုတ်တယ်မလားကိကဝိတရတိသဘောပေါက်သွားပြီဟုတ်လားနားလည်သွားပြီရှင်းလင်းသွားပြီဒီမှာယုံမတန်တရားမရှိတော့ဘူးဆိုတော့ဒိဋ္ဌိကရောတိအယူမှန်သွားတယ်မှန်ရဲ့လားမဆိုင်ဘူးအဲ့ဒီသွားရမှန်ရဲ့လားစိတ်ဓာတ်မတ္တပတိတတိတဲ့ကိုယ့်ရဲ့စိတ်ကလေးကအဲ့လိုယုံမတန်တရားတွေရှင်းပြီးတော့အယူတွေမှန်သွားတော့စိတ်ဓာတ်ပတိတတိကိုယ့်ရဲ့စိတ်ကလေးကြည်လင်သွားတယ်ဘာအကျိုးတရားနာရကြည့်ရကျိုးဒါကြောင့်ပရိသတ်တရားလေးတွေကိုနာယုံမှသားပြီးတော့လက်တွေ့ကြကြသလုံးတစ်ပါးကကြအောင်ယူသွားပါမှန်ပါပါမှန်ရဲ့လား